မှာဈေးကြီးပေးပြီးဝယ်စားရတယ်တုံရမ်းခောက်ဆွဲပြုတ်အိမ်မှာလွယ်လွယ်ကူကူနဲ့ဘလို့ချက်စားလို့ရတယ်ဆိုတာချက်ပြမယ်နောက်ပြီးတော့ခောက်ဆွဲပြုတ်ဆိုင်နဲ့3သိန်းထိရနိုင်မယ်အစီအစဉ်လေးကိုလည်းပြောပြသွားအောင်မလို့အဆုံးထိကြည့်သွားလိုက်ဒါကတော့ပါဝင်ပစ္စည်းတွေပါပထမဆုံးအနေနဲ့ပဇွန်ခေါင်းတွေကိုခြောက်ပြီးတော့မှွေးလာတဲ့ဒီစီပပလေးနဲ့ကြော်ပေးမယ်ဒီနေရာမှာပဇွန်အခွန်တွေပါထည့်ခြင်းနဲ့ရပါတယ်ပြီးရင်တော့15မိနစ်နိုင်ခွဲလောက်ပြုတ်ထားလိုက်ပါဒီမျိုးလောက်တာကိုယ့်ရဲ့ခောက်ဆွဲပြုတ်ရည်ပို့ပြီးတော့ချိုစေပြီးတော့ပဇွန်ရတာပို့ပြီးဝင်လာကြမလို့နည်းနည်းလေးအချိန်ပေးလိုက်နော်ခောက်ဆွဲရတာအတွက်ကတော့အပြောင်လေးနဲ့မာမီရဲ့ပရမီတုံရမ်းပဇွန်ရတာလေးကိုသုံးထားပါတယ်ပဇွန်ပြုတ်ရည်ကိုခောက်ဆွဲရဲ့ရတာမှုန်နဲ့နှစ်ထုတ်စာထည့်ထားပါတယ်ပဇွန်ကောင်းပြုတ်တုံးကကျန်ခဲ့တဲ့စပလင်လေးကိုလည်းအခုထည့်လိုက်ပါတယ်ပထမဆုံးကိုထည့်ခြင်းနဲ့အသားလုံးနေနဲ့ကင်းမွန်တွေကိုအရင်ဆုံးပြုတ်ပါပြုတ်ရလို့ရှိရင်ခဏလောက်ပြန်ပြီးတော့ဆယ်ထားလိုက်ပါတန်းစင်ပြီးသားပဇွန်တွေကိုလည်းထည့်ပြီးတော့ပြုတ်ပါ။အကြာကြီးပြုတ်လို့ရှိရင်မာပြီးတော့စားမကောင်းတာကြောင့်မလို့ပဇွန်ကိုရုံလောက်လေးပဲပြုတ်နော်။အဆုံးအနေနဲ့ကိုထည့်ခြင်းနဲ့အသီးရွက်လေးတွေထည့်ပြီးတော့ပြုတ်ပါတယ်။အသီးရွက်တွေထဲမှာအမှုတောင်းမှုအမှုတစ်ခုလေးပါအောင်တော့ထည့်နော်။အသီးရွက်တွေကိုလည်းခဏလောက်ပြုတ်ပြီးသွားလို့ရှိရင်ဆယ်ထားလိုက်ပါ။အဆုံးကြမှာအခုလိုခောက်ဆွဲလေးထည့်ပြီးတော့ပြုတ်လိုက်ပါ။တုံးနှလုံးကိုအနှစ်နဲ့အကာနဲ့ခွဲပြီးတော့ခောက်ဆွဲပြုတ်နေတော့ကျဲဥအကာတီးတံပဲထည့်ပါမယ်။ပြုတ်ထားတဲ့အစာပလာနဲ့ခောက်ဆွဲတွေအကုန်လုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ကျဲဥအနှစ်လေးအုပ်လိုက်ပါ။နောက်ဆုံးမှာတံမြာသီးလေးတင်ပေါ်ကနေနှမ်းလေးဖြူပြီးပြီဆိုလို့ရှိရင်ရမ်းစားလို့ကောင်းတဲ့ယူရီးယားတုံရမ်းခောက်ဆွဲပြုတ်လေးရပါပြီ။အမင်းရဲ့ရတာခရမီဖြစ်ဖြစ်လေးနဲ့တုံရမ်းရဲ့အရတာလေးထိထိမိမိရှိရဲ့ခောက်ဆွဲသားကလည်းတုံအီလေးနဲ့စားကောင်းတယ်အခုလိုမျိုးမိုးအီနေတဲ့အချိန်မှာဒီလိုမျိုးတုံရမ်းခောက်ဆွဲပြုတ်ပူပူနွေးနွေးလေးနဲ့စလုံးဝကွက်တီပဲ။ဥချက်ကိုကောင်းတဲ့တုံရမ်းခောက်ဆွဲပြုတ်လေးကိုရှယ်ကျင့်နေတော့မာမီကနေပြီးပို့စည်းတစ်ခုလှမ်းပြုတ်မြင်လိုက်ရတယ်။ကျွန်တော်ရှေ့မှာပြောရတဲ့ခောက်ဆွဲပြုတ်ဆိုင်တွေကို3သိန်းထိရနိုင်တဲ့အစီအစဉ်လေးဆိုတော့ကျွန်တော်လေးခောက်ဆွဲပြုတ်ကိုအမြန်လေးစားပြီးတော့ဓာတ်ပုံရိုက်ဖို့ပြေးသွားလိုက်တယ်။ဒီ campaign ကတော့မာမီခရမီတုံရမ်းရဲ့ဆိုင်းဘုတ်ရှိတဲ့နေရာကိုရှာပြလို့ရှိရင်အဲ့ရှိလေးမှာဓာတ်ပုံလေးလှလှလေးတစ်ပုံလောက်ရနိုင်မယ်။ပြီးသားပြီဆိုလို့ရှိရင်တော့သူတို့မာမီရဲ့ campaign post အောင်မှာ #mamino ဆိုပြီးတော့ comment လေးရေးပြီးတော့မှန်းလိုက်ရုံပဲ။ကဲကြီးဆိုင်းဘုတ်ရှာမတွေ့ဘူးဆိုလို့ရှိရင်ခောက်ဆွဲပြုတ်ထုတ်လေးနဲ့အခုလိုမျိုးတွဲပြီးတော့ရိုက်ပြီးသွားမှန်လည်းရတယ်။မှန်နိုင်တဲ့သူတွေကနေပြီးတော့တစ်လောက်ကို3သိန်းစု5စုနဲ့မာမီကေပေါက်5စုရွေးချက်ပြီးတော့မလို့ဝယ်ခောက်ဆွဲပြုတ်ဆိုင်နဲ့မာမီကပေးရဲ့လက်ဆောင်တွေဝင်ပြီးယူလိုက်အောင်နော်။